talent pool ဆိုတာဘာလဲဒီဘက်မှာတော့ talent pool ဆိုတာဘာလဲဒါကလုပ်ငန်းခွင်အတွက်ဘာကြောင့်အရေးပါတယ်လဲဆိုတာနဲ့ပတ်သက်ပြီးကြံလည်မျှဝေပေးသွားကြပါမယ်လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင်ငွေကြေးနဲ့နည်းပညာတွေမကဘဲတကယ်တော်တဲ့လူသားအရင်းအမြစ်တွေရှိဖို့ကအဓိကကြပါတယ်အခုခေတ်မှာလူတော်တွေကိုရှာဖွေရတာကစိန်ခေါ်မှုတစ်ခုဖြစ်လာတဲ့အတွက် talent pool ဆိုတဲ့အယူအဆကလုပ်ငန်းရှင်တွေနဲ့ HR ပညာရှင်တွေကြားမှာအလွန်အရေးပါလာပါတယ်။ talent pool ဆိုတာတကယ်တော့ဘာလဲ။အယိုးရှင်းဆုံးပြောရရင်တော့ talent pool ဆိုတာကုမ္ပဏီအတွက်အနာဂတ်မှာလိုအပ်လာနိုင်မဲ့အရေးအချင်းရှိသူတွေရဲ့စုစည်းမှုဒါမှမဟုတ်အရန်အင်အားစင်းရင်ပါပဲ။အလုပ်နေရာတစ်ခုလစ်လက်သွားတဲ့အခါမှာအစကနေပြန်ရှာတာမျိုးမဟုတ်ဘဲကိုယ့်စီမှာကြိုတင်စုဆောင်းထားတဲ့အရေးအချင်းရှိသူတွေရဲ့အချက်အလက်database တွေကနေချက်ချင်းဆက်သွယ်ခန့်အပ်နိုင်ဖို့ပြင်ဆင်ထားတာကိုဆိုလိုတာပါဒီပူးထဲမှာဘယ်လိုလူတွေပါဝင်နိုင်တယ်လဲဒီ talent pool ဆိုတာအလုပ်လျှောက်လာတင်ထားသူတွေတင်မကပဲအုပ်စုအမျိုးမျိုးပါဝင်နိုင်ပါတယ်အရင်ကအင်တာဗျူးလာဖြေပူးတယ်အရေးအချင်းလေးရှိတယ်ဒါပေမဲ့အဲ့ဒီတုန်းကအလုပ်နေရအခန့်အသတ်ကြောင့်မခန့်ပစ်ခဲ့တဲ့သူတွေကအကောင်းဆုံးအရန်အင်အားတွေပါပဲပြောရရင် silver medalist တွေပါဒုတိယအကောင်းဆုံးသူများလို့ဆိုနိုင်ပါတယ်နောက်တစ်ခုကဝန်ထမ်းဟောင်းတွေပါကုမ္ပဏီကနေအကြောင်းအမျိုးမျိုးကြောင့်ထွက်သွားပေမဲ့တော်ပြီးသားသူတွေကိုပြန်ချိတ်ဆက်ဖို့စည်ရင်းနဲ့ထည့်ထားတင်ပါတယ်သူတို့ကကုမ္ပဏီအကြောင်းသိပြီးသားမို့ပြန်ခန့်တဲ့အခါတင်နန်းပေးရတာသက်သာပါတယ်တတိယကတော့အလုပ်သင်များနဲ့ freelancer တွေပါကုမ္ပဏီနဲ့လက်တွဲလုပ်ဖူးပြီးသားဖြစ်တဲ့အလုပ်သင်တွေအလုပ်တန်းသမားတွေကိုအမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ဖို့ဖူးထဲမှာထည့်ထားနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့လက်ရှိမှာအလုပ်မရှာနေသေးပေမဲ့ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီမဲ့အရေးအချင်းရှိသူတွေကို LinkedIn လိုနေရာမျိုးမှာတွေ့ထားရင်လည်းကြိုတင်မိတ်ဖွဲ့ထားပြီးစိတ်ရင်းသွင်းထားလို့ရပါတယ်။ talent pool ရှိခြင်းရဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1အချိန်ကိုအထီးရောက်ဆုံးသုံးနိုင်တာပါ။အလုပ်နေရာတစ်ခုလွတ်သွားပြီဆိုတာနဲ့ကြော်ညာတင်လူစစ်အင်တာဗျူးခေါ်ဆိုတဲ့အဆင့်တွေကိုကြော်ပြီးတော့ကိုယ့်စီမှာရှိပြီးသား list ထဲကနေအမြန်ဆုံးရွေးချယ်နိုင်ပါတယ်။ဒါကလုပ်ငန်းလေပတ်မှုမပြတ်တော့အောင်ကူညီပေးပါတယ်။နံပါတ်2ကတော့ကုန်ကျစရိတ်တွေရှော့ချနိုင်တာပါပဲ။အလုပ်ကြော်ညာကတွေ agency တွေကိုပေးရတဲ့အခကြေးငွေတွေကိုအများကြီးသက်သာစေပါတယ်။ကိုယ့်လက်ထဲမှာရှိပြီးသားလူသားအရင်းအမြစ်ကိုအသုံးချတာကငွေကုန်ကြေးကျအသက်သာဆုံးပါပဲ။နံပါတ်3ကတော့အရေးအသွေးပိုကောင်းတဲ့ဝန်ထမ်းကိုရရှိနိုင်တာပါ။အလောတကြီးရှာတာမဟုတ်ပဲအေးအေးစစ်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 ပြီးပူးရဲထည့်ထားတဲ့သူတွေဖြစ်တဲ့အတွက်ကုမ္ပဏီရဲ့ယဉ်ကျေးမှုနဲ့ကိုက်ညီမဲ့သူကိုပုံမတိကျစွာရွေးချယ်နိုင်ပါတယ်။ talent pool တစ်ခုကိုဘယ်လိုတိစောက်ပြီးထိန်းသိမ်းမလဲ။နာမည်နဲ့ဖုန်းနံပါတ်တွေစုထားရုံနဲ့တော့ talent pool တစ်ခုမဖြစ်နိုင်ပါဘူး။အသက်ဝင်နေဖို့အတွက်ဒီအချက်တွေလှုပ်ဆောင်ဖို့လိုပါတယ်။ဘယ်သူကဘာကျွမ်းကျင်လဲဘယ်သူကဘယ်နှစ်အတွေ့အကြုံရှိလဲဆိုတာကို category လေးတွေခွဲထားရပါမယ်။ဒီလိုစနစ်တကျထားတာကပိုပြီးတော့လွယ်ကူစေပါတယ်။ပိုးထဲမှာရှိနေတဲ့သူတွေကိုကုမ္ပဏီရဲ့အောင်မြင်မှုတွေသတင်းလွှာတွေကိုအခါအားလျော်စွာပို့ပေးပြီးကုမ္ပဏီကိုတတိယနေအောင်လုပ်ဖို့လိုပါတယ်။ဒါကအဆက်အသွယ်မပြတ်အောင်လှုပ်ဆောင်တဲ့နည်းလမ်းဖြစ်ပါတယ်။အနှစ်ချုပ်ရရင်တော့ talent pool ဆိုတာကလုပ်ငန်းတစ်ခုအတွက်လူသားအရင်းအမြစ်ရတနာတိုက်ပါပဲ။လိုအပ်မှလူရှာတာထက်လူတော်တွေကိုကြိုတင်စုဆောင်းထိန်းသိမ်းထားတဲ့နည်းဗျူဟာကသာအနာဂတ်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်မှာအမြဲတမ်းအသာစီးရနေမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ talent pool ဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။